အမယောက်ျားအနာပါလို့အကျင့်မကောင်းလို့ပြန်လဲလို့မရဘူးအနာပါလဲကိုခံကိုဒဏ်ပဲအကျင့်မကောင်းလဲကိုယူထားပြီးသားဆိုတော့ခံပဲယောက်ျားကြီးမကောင်းဆောင်ပြောလို့ရှိရင်အမတို့ငိုရမှာဆိုလို့ရှိသိလားယောက်ျားဆိုတာယူပြီးွားရင် refund policy မရှိဘူးအမကခဏတော့ B aura ကနေအခုနေနော်အခုချိန်ပြောပြတာအမတို့ဒါလေး credit ဝင်ယူတယ်ထင်ပါဆိုလို့အမကဒီထဲဝယ်လိုက်တယ်ခဏကြီးဒါမကြိုက်ဘူးအမကိုပြန်လဲပေးပါခဏလဲပေးလိုက်လို့ရတယ်ငွေပြန်အမ်းပါအမ်းခိုင်းလိုက်လို့ရတယ်ယောက်ျားမရအောင်နော် no ယောက်ျားအမယူပြီးဆက်လက်နံပါတ်1အမရောက်မှပြန်သွားပြီလေရောက်မှလည်းမယူဘူးသိလားအဲ့ယောက်ျားဒီကိုနဲ့တစ်သက်လုံးတောင့်တင်းနေရောသူများသားကိုယူအဲ့လိုမျိုးအမယောက်ျားတွေကလေဘယ်လိုပြောမလဲအမနေနိုင်တယ်အဲ့လိုမျိုးပေါ့တယောက်တည်းလုံးလေးမှုကိုခံနိုင်တယ်ဆိုရင်တယောက်တည်းပဲယူဖို့ sorry တယောက်တည်းပဲနေဖို့တော့ဟာ recommend လုပ်တယ်တကယ်ပြော